သူမရဲ့အိမ်ကျန်းပြင်ကနေရုတ်တရက်ရေတွေစိမ့်လာတယ်။အလန့်တကြားနဲ့အပြင်ကိုကြည့်လိုက်တော့ရေတွေပြည့်ရှံနေတယ်။မိုးတွေအဆက်မပြတ်ရွာနေတာကြောင့်နိုင်ငံတော်တော်များများရေမြုပ်မဲ့အခြေအနေကိုရောက်နေကြောင်းအစိုးရကကြေညာတယ်။ကြောက်လန့်စွာနဲ့ကလေးကိုစပွဲခုံပေါ်တင်ပြီးအဝတ်အစားတွေထည့်နေတယ်။အဲ့ဒီအချိန်သူမစီကိုကယ်ဆယ်ရေးလာပြီးဖြစ်ကြောင်းဖုံးဝင်လာတယ်။အမြင့်ဆုံးထက်ကိုရောက်အောင်သွားပြီးရဟတ်ရင်လာအောင်စောင့်ဖို့ပြောတယ်။ပြောနေရင်မီးပြက်ပြီးဖုံးလိုက်မှပြက်သွားတယ်။သူမလည်းကလေးကိုထမ်းပိုးပြီးအပေါ်ထက်စီကိုတက်တယ်။လူတွေကဓာတ်လေကားမှာပြစ်ကျက်ပြီးပိတ်မိနေတယ်။လေကားကနေသွားမယ်ဆိုပြီးပင်ပန်းစွာနဲ့ကလေးကိုထမ်းလာတယ်။အပြင်ကိုကြည့်လိုက်တော့တေတဲ့သူကတေပြီးရှင်တဲ့သူတွေကရေတွေကြားမှာကူးခတ်နေတယ်။သူမလည်းစိတ်မကောင်းဖြစ်ုံကလွဲပြီးဘာမှမတတ်နိုင်ဘူး။ထို့နောက်ဆက်သွားတော့လေကားကိုပစ္စည်းတွေနဲ့ပိတ်ဆို့ထားတယ်။သူမဖယ်ပြီးဆက်သွားတယ်။အပေါ်ထက်ရောက်တော့သူမကိုကယ်မဲ့သူကိုတွေ့သွားတယ်။ကလေးကိုကြည့်လိုက်တော့ကလေးကတခြားခန်းထဲဝင်သွားတယ်။သူမလည်းစိတ်ပူစွာနဲ့ကလေးကိုအခန်းထဲမှာလိုက်ရှာနေတယ်။အဲ့ဒီအချိန်ရေထဲမှာမျောပါလာတဲ့အရာတစ်ခုကတကားမှန်ကိုတိုက်ပြီးရေတွေဝင်လာတယ်။အခန်းထဲကလူတွေအကုန်နစ်မြုပ်သွားတယ်။ဒါပေမဲ့သူမကလေးကိုလိုက်ရှာနေတော့မယ်။တနေရာရောက်တော့ကလေးကိုတွေ့တယ်။အပြင်ထွက်ဖို့တကားကိုဖွင့်တယ်။ဖွင့်မရဘူး။သူမအားအိမ်တွေကုန်ခန်းနေပြီ။ထိုအချိန်မှာကူမဲ့သူရောက်လာတယ်။နှစ်ယောက်လုံးကိုဘေးကင်းမဲ့နေရာခေါ်တယ်။ကလေးကိုရေတွေထုတ်ပေးတယ်။အသက်ရှူလာတယ်။သူမဝမ်းသာအားရနဲ့ကလေးကိုဖတ်လိုက်တယ်။ထို့နောက်ရဟတ်ရင်စီကိုသွားတယ်။လမ်းမှာကလေးကအပေါ်သွားခြင်းနဲ့ပြောတယ်။အခန်းတစ်ခန်းထဲဝင်ပြီးအပေါ်သွားခိုင်းတယ်။အဲ့အချိန်လျှက်စစ်လိုင်းတွေပောက်ကွဲတန်ကြားရတယ်။အပြင်ထွက်ဖို့လုပ်တယ်။ရှေ့ရောနောက်ရောမိတောက်တွေပြည့်နေတယ်။ကဲမဲသူကအပေါ်ကိုတက်ပြီးကလေးကိုပေးဖို့ပြောတယ်။ကလေးကကြောက်နေတယ်။သူမလည်းကြောက်လန့်တကြားနဲ့ကလေးကိုမြှောက်တင်ပေးလိုက်တယ်။ကလေးရဲ့ဝိတ်လွတ်သွားတဲ့အချိန်သူမရေထဲကိုပြုတ်ကျသွားတယ်